မျက်လုံးမိတ်ထားပေမဲ့ကျွန်တော်ပြန်အိတ်လို့မရတော့ဘူးကားကတောက်တက်လန်းအကွေ့ကောက်တွေကိုကျဉ်ကျဉ်တန်းတန်းကွေ့နေတယ်ကားဘေးကရှုံးဘွက်တွေကိုနေပြတ်သွားတဲ့အတန်ကိုအောက်ခြေကျမ်းပြင်းစီကနေကြားနေရတယ်ကားအတွင်းကတစ်ခုလုံးကအဲကွန်အေးတန်းကြောင့်တဖြည်းဖြည်းပိုအေးဆက်လာရဲ့ကားရှိကန်းစီကိုပြန်လျှောက်သွားတဲ့စပယ်ယာကငြိမ်မနေဘူးသူ့လက်ထဲကခီးတဲ့စီရေးထားတဲ့စာရွက်ကိုဓမီနဲ့ထိုးကြည့်ရင်တယောက်တည်းပွားစီပြောနေတယ်ပြီးတော့ဒရိုင်ဘာဘေးကအင်ဂျင်ဘုံပေါ်မှာတွားထိုင်ပြီးစာရွက်ကိုတေချာထက်ကြည့်ရဲ့ဆရာဒီစင်းထဲမှာတခုခုမှားနေရဲ့စပယ်ယာကဒရိုင်ဘာကိုလှမ်းပြောလိုက်တယ်အင်ဂျင်သန်ဆူညံနေပြီမဲ့ညနေနေပြီဖြစ်လို့သူ့အတန်းကိုကျွန်တော်ထင်ရှားစွာကြားနေရတယ်ဘာမှနေလို့လဲကွာဒရိုင်ဘာကလမ်းကိုစိုက်ကြည့်ပြန်ပြီးရဲ့ဒီမှာကြည့်ခုံနံပါတ်20ခုကစရင်ထဲမှာနှစ်ခါပါနေတယ်စပယ်ယာရဲ့စကားကြောင့်ကျွန်တော်မျက်လုံးပြူကျဲသွားတယ်ခုံနံပါတ်20ခုဆိုတာကျွန်တော်ထိုင်နေတဲ့နေရာပဲဂိတ်ကကောင်မလေးတွေကလက်မှတ်ရောင်းတာမှားရည်လိုက်တာနေမှာပါကွာအဲ့ဒါများအေးလုပ်ပြီးအဲ့လိုမဟုတ်ဘူးလေဆရာရဲ့နံပါတ်20ခုကနှစ်ခါပါနေရပြဿနာမဟုတ်ဘူးအခုကားပေါ်မှာလူကြီးတွက်ကြည့်တော့ခေါ်လို့တနေရာမှမရှိဘူးလူတယောက်ပုံနေရဲ့ဒီတစ်ခါတော့ကျွန်တော်ကြောရိုးတစ်လျှောက်အေးဆက်သွားတယ်စပယ်ယာပြောတဲ့စကားကလုံးဝအတိတ်ပဲမရှိဘူးကျွန်တော်ဘေးကခုံနံပါတ်28ကလွတ်နေတာအသေးချပဲကျွန်တော်ကိုယ်တိုင်ဘေးကခုံလွတ်ပေါ်မှာကြောပိတ်ကြိုးချထားတာခုံလုံးမရှိဘူးလို့သူကဘာလို့ပြောရတာလဲကျွန်တော်ထိုင်ကုန်ကနည်းနည်းကြွားပြီးနောက်ကျောဘက်ကိုလှည့်ကြည့်လိုက်တယ်ကားနောက်ဆုံးတန်း9ခုတန်းမှာလူတွေပြည့်နေတယ်မှောင်နေလို့ဘသူတွေလဲဆိုတော့တေချာမသက်ကွဲဘူးဒါပေမဲ့ကျွန်တော်ဘေးခုံကတော့တေချာပေါက်လွတ်နေရဲ့စပယ်ယာကဘာလို့ဒီခုံလွတ်ကိုမမြင်ရတာလဲဆိုတာစဉ်းစားလို့မရဘူးသူ့မျက်လုံးထဲမှာဒီခုံပေါ်မှာလူတယောက်ထိုင်နေတယ်လို့မြင်နေရလားမင်းအရင်မွားလို့မျက်စိမနေရနေမှာပါခဏနေကားရဲ့နာစကန်ရောက်ရင်တေချာပြန်စစ်ကြည့်ကွာဒရိုင်ဘာကစိတ်မရှိရဲ့လေတန်းနဲ့ပြောပြီးစကားဖြတ်လိုက်တယ်စပယ်ယာလည်းဘာမှဆက်မပြောတော့ပဲခေါင်းကုပ်ပြီးငြိမ်သွားတယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာတော့လုံးဝမငြိမ်တော့ဘူးလက်မစရင်ထဲမှာကျွန်တော်ထိုင်နေတဲ့နံပါတ်20ခုကနှစ်ခါပါနေရဲ့စပယ်ယာကခွန်လုံးမရှိဘူးလို့ထင်နေရဲ့ဒီအချက်နှစ်ချက်ကခေါင်းထဲမှာရုပ်ဝဲနေရဲ့ကျွန်တော်ညာဘက်ကိုဖြည်းဖြည်းချင်းလှည့်ပြီးဘေးကလွတ်နေတဲ့ထိုင်ကုန်ကိုစိုက်ကြည့်နေမိရဲ့တားရီထိုင်ကုန်ပေါ်မှာတရားမှရှိမနေဘူးအလွတ်ကြီးပဲဒါပေမဲ့အဲကုန်းလေထွက်ပေါက်ကလာတဲ့လေအေးမဟုတ်ပဲထူးခြားတဲ့အေးစစ်စစ်လေတိုင်းတစ်ခုကအဲ့ဒီခွန်လို့စီကနေကျွန်တော်ပကုံးကိုလာရိုက်နေတယ်လို့ခံစားရတယ်ခုံပေါ်ကဘယ်သူမှမရှိတာသိကြပေမဲ့တယောက်ကကျွန်တော်ဘေးနားမှာကတ်ထိုင်နေတယ်လို့ကျဉ်ကျက်တဲ့ခံစားချက်ကြီးကအရုပ်တရက်ဝင်လာရဲ့ကားသတင်းပေါက်မှန်ကိုလှမ်းကြည့်လိုက်တော့ပန်ပေါ်ကရင်ခွေကြီးကြားထဲမှာကျွန်တော်ရဲ့အရှိကိုဝါတာတာလက်မြင်ရရဲ့ကားအမောင်လူတွေကိုဆက်ပြီးနေရဲ့မိုးတန်တဲ့အင်ဂျင်တန်တွေကပုံမှန်အတိုင်းစူညံနေပေမဲ့ကျွန်တော်ဘေးကခွန်လူကြီးစီကနေအသက်ရှူတဲ့လို့လေးတိုက်တဲ့လို့အတန်တူတူလေးတစ်ခုကြားရောက်နေတယ်လို့စိတ်ထဲမှာထင်နေမိရဲ့ဒီကားပေါ်မှာတခုခုတော့လုံးဝမာယွနေပြီကားကတောင်တလန်းတိုင်းဆက်ပြီးနေရဲ့အပြင်မှာမိုးကတဖွဲဖွဲရနေတဖြည်းဖြည်းပိုသေးလာရဲ့မှန်ချက်ကိုလာရိုက်တဲ့မိုးပေါက်တန်တွေနားထဲမှာဆူညံနေရဲ့ကားရင်တန်းနဲ့အဲခွန်းလေမုတ်တန်ကလွဲရင်ကားတွင်းကတစ်ခုလုံးမှာခရီးသည်တွေရဲ့စကားပြောတဲ့လုံးဝမကြားရတော့ဘူးအကုန်လုံးအိပ်ပျော်နေကြပြီဒါပေမဲ့ကျွန်တော်ပြင်အိပ်လို့မရတော့ဘူးစပယ်ယာပြောသွားတဲ့စကားတွေကခေါင်းထဲမှာပြန်ကြားရောက်နေရဲ့ကျွန်တော်ထိုင်ကုန်ပေါ်မှာဟိုဘက်ဒီဘက်လှည့်ရင်နေရာနေထားပြင်လိုက်တယ်ပြီးတော့ဆက်စုခြင်းနဲ့စိတ်နဲ့ကားနောက်ဆုံးတက်ဘက်ကိုခေါင်းလေးနဲ့ဆောင်းပြီးလှည့်ကြည့်လိုက်တယ်ကားနောက်ပိုင်းကမီးရောင်မရှိလို့မောင်းနေရဲ့ဒါပေမဲ့နောက်ကနေကြော်တက်သွားတဲ့ကားတစ်စီးရဲ့မီးရောင်ကကားတွင်းထဲကိုခဏလောက်ဖြတ်ထိုးသွားတယ်အဲ့ဒီအလေးရအောင်မှာနောက်ဆုံး9ခုတန်းမှာထိုင်နေတဲ့လူတွေကိုကျွန်တော်ရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်ဘယ်ဘက်ထောင်ဆုံးမှာလူကြီးတယောက်အိမ်နေရဲ့ညာဘက်ထောင်ဆုံးမှာလူငယ်တယောက်မှန်အောင်မိပြီးအိမ်နေရဲ့ဒါပေမဲ့အဲ့ဒီနှစ်ယောက်ကြားအလေကုန်တက်နေမှာထိုင်နေတဲ့လူတယောက်ရဲ့ပုံစံကကျွန်တော်မျက်လုံးကိုဖန်ဆသွားတယ်မျိုးသမီးတယောက်ဖြစ်တယ်သူမကခေါင်းကိုရင်မထက်ရောက်မတက်အောက်ကိုငိုက်ကြထားတယ်သပင်ရှည်ကြီးတွေကမျက်နှာရှိကိုဖုံးကြနေလို့ဘလို့ရုပ်ရည်မျိုးလေးဆိုတာကိုလုံးဝမမြင်ရဘူးကျွန်တော်တတိထားမိတာကသူ့ရဲ့ထိုင်နေတဲ့ပုံစံခန္ဓာကိုယ်မမတ်ကြီးထားပြီးခေါင်းကိုသာအောက်ဆိုင်ထားတာအဲ့ဒီနေထားတမန်လူတယောက်အိပ်ပျော်နေတဲ့ပုံစံမျိုးလုံးဝမဟုတ်ဘူးစကြောတက်ပြီးအတင်းခေါင်းငုံထားသလိုဖြစ်နေရဲ့ကားကဂျိုင်းကွက်တီကြောက်တုံးတွေကိုနေမိတိုင်းစောင့်ခုံသွားတယ်
တခြားခီးတွေကကားဆောင်တဲ့အရှိကြောင်ဟိုဘက်ဒီဘက်ရိထိုးသွားကြတယ်တချို့ဆိုခေါင်းတွေဘေးကိုကျသွားလို့ပြန်မှတ်နေရတယ်ဒါပေမဲ့အဲ့ဒီမျိုးသမီးကနည်းနည်းလေးမှမလို့ကားဘလောက်ဆောင်ဘလောက်ရေးဒုက္ခနောက်ကိုကထိုင်ကုန်မှာတန်မိုးရိုက်ထားတယ်လို့ငြိမ်သက်နေရဲ့အောက်ကိုစိုက်ကြနေတဲ့ခေါင်းကလည်းဘေးကိုရိမသွားဘူးစပိန်တုံးခါသွားတာလောက်ပဲရှိရဲ့ဒီလောက်ကြမ်းတမ်းတဲ့လက်ခီးမှာလူတယောက်ကအဲ့လောက်ထိငြိမ်နေနိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးကျွန်တော်သူ့ကိုပဲမျက်တောင်မကပ်ပဲစိုက်ကြည့်နေမိရဲ့အချိန်ဘလောက်တော့ကြာသွားလဲမသိဘူးသူ့ဘေးနာခီးတဲ့နှစ်ယောက်ကလည်းသူ့ကိုလုံးဝတတိမထားမိကြတယ်လို့ပဲသူ့ဘက်ကိုတော့လှည့်မကြည့်ကြဘူးတမင်တက်သူ့ကိုရှောင်ပြီးထိုင်နေကြတာလားမမြင်တာလားမသိဘူးအဲ့ဒီမျိုးသမီးဝတ်ထားတဲ့အင်ကြီးရောင်တေချာမတဲခွဲပေမဲ့သူ့ပခုံးပေါ်မှာတခုခုရှိနေတယ်လို့မျိုးပြောင်းလဲဖြစ်နေရအောင်ကားပြင်ဘက်ကလမ်းမီးတာလေးရောက်ဖက်သွားတဲ့အချိန်မှာမြင်လိုက်ရတယ်ကျွန်တော်မျက်တောင်တစ်ချက်ခက်လိုက်ပြီးတေချာပြန်ကြည့်ဖို့ကြိုးစားရဲ့အဲ့ဒီအချိန်မှာပဲကားတောင်ကွေးတစ်ခုကိုအရှိန်ပြင်းပြင်းနဲ့ကွေချလိုက်တယ်ကားပင်ကကတ္တရလမ်းကိုပုတ်တိုက်သွားတဲ့အတန်ကျဲထွက်လာပြီးကားတစ်စီးလုံးဘယ်ဘက်ကိုရိထိုးသွားတယ်ကျွန်တော်လည်းထိုင်ကုန်လျက်ကိုအမြင်လှမ်းကြိုင်လိုက်ရတယ်ကားအရှိန်ပြန်မှန်သွားတော့နောက်ဆုံးတော့ကျွန်တော်ပြန်ကြည့်လိုက်တယ်အမျိုးသမီးကအရင်နေထားတိုင်းပဲလုံးဝမလုံးဒါပေမဲ့သူ့ရဲ့အောက်ဆိုင်ရဲ့ခေါင်းကရှေ့ကိုနည်းနည်းပုံငိုက်ကြလာတယ်လို့ထင်ရတယ်ပြီးတော့ကျွန်တော်ဘေးကလွတ်နေတဲ့နံပါတ်28ထိုင်ကုန်စီကနေရေခဲကြီးနဲ့ပတ်လိုက်တယ်လို့အေးဆက်တဲ့လေလိုင်းတစ်ခုကကျွန်တော်ညာဘက်လက်မောက်လာရိုက်ခတ်သွားတယ်ကျွန်တော်မျက်လုံးတွေကနောက်ဆုံးတန်းအမျိုးသမီးစီကနေဘေးကခုံလို့စီကိုချက်ချင်းရောက်သွားတယ်ခုံပေါ်မှာဘယ်သူမှမရှိဘူးဒါပေမဲ့စောစောကအလူကြီးဖြစ်နေတဲ့ထိုင်ကုန်ပေါ်မှာအခုရေစက်တချို့တင်နေတာကိုတွေ့လိုက်ရတယ်ကားကောင်ကယူကြတာလားဆိုပြီးအပေါ်ကိုမော့ကြည့်ပြီးမဲ့အမိုးကလုံးဝခြောက်သွင်းနေရဲ့ဒီရေစက်တွေဘယ်ကနေရောက်လာတာ